လက်တလုံးမှာကိုယ့်ရဲ့ဘဝမှာကြောင်းလဲကြီးမားမားတွေကြုံနေရလားရုပ်ရှိဆိုသလိုကိုယ့်ရဲ့အဆင်ပြေနေတဲ့ဘဝလေးကပြောင်းပြန်လှန်လိုက်သလိုမျိုးအလုပ်တွေရပ်တန့်သွားတာမျိုးအဆင်ပြေပြီးထင်ထားတဲ့မျှော်မှန်းထားတဲ့အရာလေးတွေကမျှော်လင့်ထားသလိုဖြစ်မလာတာမျိုးဖြစ်နေလားဒါတွေဟာအကြောင်းပဲဖြစ်လာတာမျိုးမဟုတ်ပါဘူး Universe ကကိုယ့်ကိုဒီအဖြစ်အပျက်တွေကနေသင်ယူစေခြင်းနဲ့ရင်းချက်စေခြင်းနဲ့ကိုယ့်ရဲ့အတိတ်ကဒါမှမဟုတ်လက်ရှိမှာလှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်တွေကိုပြန်လည်သုံးသပ်စေခြင်းနေပါတယ်အတိတ်ကကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကပြန်လည်အကျိုးပေးမဲ့ခြင်းဖြစ်ပါတယ်နောက်ပြီးအခုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကိုယ်ဘယ်လိုပုံစံနဲ့လက်ခံပြီးဘာတွေကိုဆက်ရွေးရှယ်ဖို့ဆုံးဖြတ်ထားလဲစိတ်တကြအားငယ်ပြီးလက်လျှော့လိုက်မှလားမထူးဆက်ခင်ပြီးဆက်မျောလိုက်မှလားဒါမှမဟုတ်ကိုဘယ်နေရာမှာတော့မှားသွားတယ်ဘယ်အရာတွေကတော့မှားနေတယ်ဘယ်အရာတွေကိုတော့လက်မလျှော့ပဲဆက်ကြိုးစားသင့်တယ်ဆိုတဲ့ရွေးရှယ်မှုမျိုးနဲ့ရှေ့ဆက်မှလားအတိတ်ကမှန်ကန်စွာကြိုးစားခဲ့တဲ့အရာတွေအကြောင်းမျိုးမျိုးကြောင့်ထုတ်ဖော်ခွင့်မရခဲ့တဲ့ကိုယ့်ရဲ့မှန်ကန်မှုအမှန်တရားတွေကမကြခင်မှာပေါ်ထွက်ပြီးအနိုင်ရတော့မှမလို့လက်မလျှော့လိုက်ပါနဲ့နော် emotion တွေတအားများနေလားအတိတ်ကအရာတွေကိုတွေးပြီးညဘက်တွေအိမ်မရဖြစ်နေတော့မှာကိုယ့်ရဲ့ကျင်နာတတ်မှုကိုခွင့်ကောင်းယူသူတွေကြောင့်နာကျင်နေရတော့မလားဒါတွေကိုလွတ်ချလိုက်ပါတော့လူတွေနဲ့ဆက်ဆံရေးတွေမှာ boundary လေးထားပါလူတွေသဘောကျနေဆိုင်ဖို့ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံလေးကိုပျောက်ဆုံးမခံပါနဲ့ပန်းတိုင်တွေကိုပြတ်သားစွာဆုံးဖြတ်ချက်ချပါရွေးချယ်ပါတိတ်ဆိတ်စွာကြိုးစားပါတဘာဝတရားကြီးနဲ့ရှိတ်သက်ပါကိုစစ်မှန်စွာလက်တိကျကျရှင်းနိုင်ပြီး boundary တွေထားနိုင်ပြီး self discipline တွေချနိုင်ပြီးဆိုပါတာကောင်းလေးနဲ့လည်းစုံတွေ့နိုင်တာမလို့လက်မလျှော့လိုက်ပါနဲ့နော်